အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီနေ့မှာတော့ရာကောက်ခန်းကြီး9အငယ်17လေးကိုဖတ်ပြချင်တာဖြစ်ပါတယ်တီးခတ်နိုင်သောသူတို့သည်မင်္ဂလာရှိသောသူဟု၍ငါတို့သည်ခေါ်ကြ၏ယောဘသည်တီးခန့်ကြောင်းကိုတင်တို့ကြားရကြပြီသာရဖျားသည်မိမိအမှုကိုလက်ဆတတ်တော်မူရာမှာအလွန်တနာဆုံမဲ့တော်မူကြောင်းကိုလည်းသိမြင်ရကြပြီလို့ပြောတယ်အဲ့တော့တီးခတ်နိုင်တော့သူတို့ကမင်္ဂလာရှိတယ်ဒါကတော့တီးခတ်ခြင်းပါရမီတစ်ခုတည်းမှာလည်းပါပေါင်းပါမယ်ပေါ့နော်အဲ့တော့ယောဘကိုတော့ဒီထဲမှာဆွေးထုတ်ပြီးကျွန်တော်ယောဘရဲ့တီးခတ်နိုင်ကြောင်းကတော့ကျွန်တော်ယောဘဝတ္ထုတွေမှာကြည့်မယ်ဆိုတကယ့်ကိုနော်စံပြလောက်တဲ့ပုံကိုဘုရားကနော်စံပြပုံကိုနေရာမှာနောက်ကပတ်တော်ထဲမှာကျွန်တော်ထေပေးထားပြီးသူစီကနိနာခံဖို့ကတော့ကျွန်တော်ချပြပေးတာဖြစ်တယ်အဲ့တော့သူ့လိုမျိုးတီးခံဖို့ကလည်းမလွယ်ဘူးတော့ယုံကြည်သူဆိုတော့ကျွန်တော်နာခံတတ်ဖို့နဲ့တီးခံခြင်းစိတ်ကတော့ကျွန်တော်မဟုတ်ဆုံးရှိလာရမှာဖြစ်တယ်အဲ့တော့ကျွန်တော်လူရဲ့တာမန်နေနေဆိုတီးခံဖို့ကအရာရာပါတီးခံဖို့ကမလွယ်ဘူးပါအဲ့တော့ကျွန်တော်ကရှင်ပေါ်လို့တိုက်တွန်းထားတယ်လို့မျိုးပဲကျွန်တော်အရာရာနဲ့တင်မိဖို့လိုတယ်အဲ့တော့ကျွန်တော်ကတခုခုလောက်ရတိုင်းမှာကျွန်တော်ကတင်ရမယ်နာခံရမယ်တီးခံရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အကြောင်းအရာတခုခုကိုလည်းကျွန်တော်ကတီးခံပြီးစောင့်ဆိုင်တတ်ဖို့ကလည်းလိုအပ်ပါတယ်အဲ့တော့ဒီမှာတော့ယောဘကိုစင်ချင်တတ်ဖို့နှလုံးသွင်းတတ်ဖို့သူကတော့ကျွန်တော်ကိုရာကောအဖြစ်တွေ့မြင်ရတာဖြစ်ပါတယ်စင်ချင်နိုင်ဖို့ခွန်အားပေးတဲ့တွန်းပါတယ်အယုတ်စတိုင်းမှာပြည့်စုံကောင်းချီးချပေးပါစေ